ဘယ်နဲ့ပဲအားလဲဘယ်နဲ့အားလဲကိစ္စပြီးသွားတဲ့နေ့လုံးဝအားသွားတာโอเคဆိုတော့အခုဆရာရဲ့သင်ခန်းစာကတော့ဆရာဖေးချင်တာကတော့အများကြီးဒါပေမဲ့တရက်တည်းဆိုတော့ဟိုတော်ခေနေတော့ဆရာဖေးချင်တယ်ပထမကတော့ဒါဘုရားခင်အလိုတော့အဓိကဆွဲထုတ်ထားတယ်အလုံးရပြီလားမရရင်လည်းပေါင်းကြည့်ပေးပါနော်ဘုရားခင်ရဲ့အလိုတော့ခေါင်းစဉ်ကပါလဲခေါင်းစဉ်ကပါလဲဆိုတော့နောက်တစ်ခုဖေးချင်တာကဧဝံဂေလိတည်င်းကောင်းဟောပြောနည်းဆိုတဲ့ဟာတော့တကယ်လို့ဒီနေ့ပြီးတော့အရေးကြီးတာပါနော်တူးချင်းဧဝံဂေလိဝေငါဟောပြောနည်းတကယ်လို့ပေးသွားနိုင်တော့အခြေရှိတော့ဆိုပေးသွားမှာနော်ဝေငါသွားလို့အဓိကတော့ဘုရားခင်အလိုတော့အခုဇာရဲ့အခြေအနေအဲ့ဒီမေကုန်းကတော့ပါလဲဆိုတော့ဒီခြာတန်းထောင်လို့ပါနော်ပြီးတော့ပြန်ဖြေပေးပါအုံနောက်မကောင်းတဲ့လူနဲ့စိတ်နှလုံးမကောင်းတဲ့လူဘယ်သူကိုကြောက်ပါလဲမဖြေပါနဲ့ဘုရားဆွမ်းလို့အခုခေတ်ဒီကအဖြေပေးတာတအားမြန်လို့ဒုက္ခရောက်နေတယ်နော်အဲ့လိုမြန်စရာမလိုဒီချာစဉ်းစားအောင်ဆရာပါကိုပြောချင်တာလေဒီချာစဉ်းစားပြီးတော့အဲ့လိုပဲနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာလေဒီချာလေတလုံးချင်းဖတ်ပြီးတော့ဒီနှုတ်ကပတ်တော်ကကျွန်တော်ကိုပြောနေလေအဲ့ဒီစင်ချင်းစေချင်းနော်ဆိုတော့ကဲအုံနောက်မကောင်းတဲ့လူနဲ့စိတ်နှလုံးမကောင်းတဲ့လူဘယ်သူကိုကြောက်ပါလဲဖြေပေးပါလွတ်လပ်စွာဖြေလို့ရတယ်နော်တစ်ခုပဲဖြေနော်တစ်ခုဆိုတာကနှစ်ခုထဲတစ်ခုကိုကြိုက်ရဖြေရမင်းမယ်နော်အုံနောက်မကောင်းတဲ့လူနဲ့စိတ်နှလုံးမကောင်းတဲ့လူဘယ်သူကိုကြောက်ပါလဲတဲ့တာဖြေလို့ရတယ်ဆိုတော့တချို့ကတော့ဆရာဒီကနေပြီးတော့ဘလောက်မေးဖြေမှာမဟုတ်ဘူးမဖြေဘူးတချို့လေမဖြေဘူးဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်ကျောင်းနေခဲ့ဘူးတယ်ငယ်လေးကကျွန်တော်ကျောင်းနေဘူးနေနော်အဲ့ကျောင်းနေဘူးတဲ့ခါမှာမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကျောင်းမှာကဘယ်လိုမျိုးတင်ခဲ့လဲဆိုတော့ကျောင်းစာတင်ခန်းမှာရောက်တာနဲ့ငိမ့်နေဟုတ်တယ်နော်လက်ပိုက်ထားမစားပိတ်ထားပြန်မပြောနဲ့အဲ့လိုကြည်ပြေခဲ့တာစာတင်ခန်းမှာအဲ့ဒီအကျင့်ကအခုပါလာတာလေဆရာဒီကနေဘလောက်ပေးမေးလုံးဝမဖြေဘူးတုံးထောင်မေးလည်းမဖြေဘူးဆိုတော့စာတင်ခန်းမှာပါလာတဲ့အကျင့်ကအခုချိန်ကြီးဖြေကိုမဖြေတာကဲဒါစင်းအုံနောက်မကောင်းတဲ့လူနဲ့စိတ်နှလုံးမကောင်းတဲ့လူဘယ်သူကိုကြောက်ပါသလဲဘာတော့ခုပဲဖြစ်နခုအဲ့နခုရတဲ့ခုပဲအုံနောက်မကောင်းတဲ့လူကိုကြောက်သလားစိတ်နှလုံးမကောင်းတဲ့လူကိုကြောက်ပါသလားရေးဖြစ်ရတယ်အဲ့စိတ်နှလုံးမကောင်းတဲ့လူကိုကြောက်တယ်အားလုံးသဘောတူလားဟုတ်တယ်နော်ကဲဟုတ်ပြီဒါဆိုရင်စမ်းသပ်ကြည့်အောင်နော်လက်တွေ့ရှိမှယုံလားကျွန်တော်လူတွေကနော်အုံနောက်မကောင်းတဲ့လူတွေမြင်ဘူးလားမြင်ဘူးတယ်တခါတလေကိုတိုင်းမျက်မှန်တတ်ထားတော့မျက်မှန်လိုက်ရှာတော့ကင်ထားမှတော့လိုက်ရှာတာအမှယူသွားပြီလားဆိုအဲ့လိုရှိနေနော်ဆိုတော့ကျွန်တော်ရှိမှာအယူတာဖန်ရောက်ရှိတယ်ယူတာစားတာအတကုံစားတာဗျပွဲတိုင်းရောက်တယ်လူတည်ရင်လေတယောက်ဆရာတော်မတည်ရင်တို့တို့ညောက်ကတည်နေတယ်အော်ဆရာကြီးကျွန်တော်တို့တော့မှတော့အတင်းသားတွေပြောပြမှဟာဆရာအတင်းသားဘယ်လိုတည်သွားပြီဆိုတာမှသိတယ်တို့တို့ညောက်အရင်ရောက်နေပြီအဲ့လောက်ထိမြန်တယ်ဒါတို့တို့ညောက်ပွဲတိုင်းရောက်တယ်အဲ့နဲ့ဆရာတွေကိုလည်းအားလုံးခင်တယ်တို့အဲ့မှာမင်္ဂလာဆောင်တဲ့ပွဲမှာကျွန်တော်စားပြီးတော့ထွက်လာတဲ့ခါကျတော့ထူဦးတို့တာဖထိုင်ဟာထူဦးတို့တာဖစောစောစင်းပါလားဆိုဟုတ်တယ်နော်မနေ့ကရဖိတ်ထားလို့
လူရဖိတ်ထားလို့လေအဲ့ဟုတ်ပြီဟုတ်ပြီအဲ့နဲ့တန်ပေါက်ကျွေးတယ်ကောင်းကျွေးလိုက်ကြနော်ဆိုတော့အဲ့မှာတန်ပေါက်ကျွေးလိုက်တော့ငါပွဲစီစားနေတယ်ငါပွဲကြီးငါပွဲစားပြီးတော့တန်ပေါက်မစားတဲ့လူအတွက်ခောက်ဆွဲပြင်ထားတာအဲ့လိုသူကဆရာခောက်ဆွဲလေးကျွေးတယ်နော်သူတို့ခောက်ဆွဲလေးစားခြင်းလားခောက်ဆွဲပါကျွေးလိုက်ဆိုတော့ငါပွဲစီပြန်ဖတ်စားလာတယ်နော်သူတို့ရောက်လေအဲ့နဲ့ခောက်ဆွဲလည်းမစားဘူးဟိုတန်ပေါက်လည်းမစားတဲ့အတွက်လက်ဖေးနဲ့မုတ်ပြင်ဆင်ထားတာပြောဆရာလက်ဖေးနဲ့မုတ်လည်းတိုက်ကျွေးတယ်နော်လေသူတို့လက်ဖေးပါတိုက်လိုက်ဆိုတော့လက်ဖေးလည်းခွက်ချင်းနှစ်ခွက်စီမုံကလည်းခင်းမုံနှစ်သုံးစီပြန်တွေ့တာသူတို့ညောတထိုင်နေနဲ့နော်စားတော့တာဘာမှမစားတဲ့လူတွေစီချက်ပါနော်ပြင်ထားပြီလားခေါ်ဆွဲစီချက်ဆရာစီချက်ကကျွေးနေတာဆိုစီချက်ပါပြန်ချတော့နှစ်ပွဲဘယ်နှစ်ပွဲရှိတော့လဲရှစ်ပွဲတစ်ခါတည်းတထိုင်နေတွေ့တာဗျာအဲ့နဲ့တာမန်လူတယောက်ကဘယ်နှစ်ပွဲလောက်ပဲစားမလဲအလုံးစုံနှစ်ပွဲလောက်ပေါ့ဘာဖြစ်နေလဲတို့ဘုံတော့မကောင်းလားဒီနေ့အဲ့လောက်ကြည့်တွေ့တာတော့မပါပါဘူးဒီတကယ်လို့အဲ့လောက်တွေ့တာပါရင်တော့ဟိုမှာချက်တဲ့လူတွေကပြထွက်သွားမှာပေါ့ဆိုတော့အခုဒီနေ့မနေ့အိမ်ကနေပြီးတော့ဒီမှာရခိုင်တပည့်တော်စုမှာချမ်းသာတင်တယ်ဆိုတော့အိမ်ကနေရေချိုးမှုရေမှုချိုးပြီးတော့ပြင်ပြီးတော့အိမ်ကနေထွက်လာပြီးတော့လမ်းမှာပျောက်သွားတဲ့လူရှိလားရှိတယ်မရှိဘူးနော်အားလုံးဒီကိုရောက်ခဲ့တာဆိုတော့ဒီမှာထိုင်နေတဲ့မိတ်ဆွေအားလုံးကပါကောင်းတယ်ဘုံတော့မကောင်းတဲ့လူပါလားမပါဘူးနော်ကိုကြည့်တာဘူးအားလုံးကအုံတော့ကောင်းတယ်ဒါဆိုရင်ဘာမကောင်းတာလဲအာနာဆရာလို့ဖြစ်အခုထိုင်နေတဲ့လူတွေဘာမကောင်းတာလဲခုနဆရာဝင်လာတော့အားလုံးကောင်းတယ်လို့ထင်တယ်အားလုံးကစိတ်နှလုံးကောင်းနေတယ်ဆိုရင်ဆရာဒီမှာလာတင်ဆရာလို့လားလောက်ကောင်းနေတဲ့လူတွေကိုများဆရာဘာလာတင်ဆရာလို့ဆရာပြန်သွားတော့မှာပေါ့ဆိုတော့ဒီနေ့ကနှလုံးသားကိစ္စအကြောင်းဒီမှာရောက်လာတယ်ကျွန်တော်ရဲ့ဘာကိစ္စလဲနှလုံးသားကိစ္စဒါကြောင့်မို့အရင်စိတ်လှုပ်ရှားတယ်ဘုရားကြီးတွေ့ရမယ်ဆိုအရင်စိတ်လှုပ်ရှားတယ်ဘုရားနဲ့တွေ့ဖို့စိတ်မလှုပ်ရှားဘူးဆိုရင်အဲ့ဒါမဟုတ်ဘူးဘုရားသားမဟုတ်ဘူးစိတ်လှုပ်ရှားကျွန်တော်တကယ်ချစ်တဲ့ကိုယ့်ရဲ့ရည်စားနဲ့တွေ့ရမယ်ဆိုရင်စိတ်တူသလားမျက်နှာဒီအနေထားနေတာမနေဘူးအဲ့ဒီလိုပဲဘုရားကိုတကယ်ချစ်တယ်စိတ်လှုပ်ရှားရစိတ်လှုပ်ရှားဆိုတာဖြစ်ဘုရားကြီးကျွန်တော်ဘာပြောမလဲအဲ့ဒီအသက်တာမျိုးဒါကြောင့်မို့ဘုရားခင်ကလူကိုဖန်ဆင်းလိုက်တဲ့အခါမှာလူကိုဖန်ဆင်းတဲ့အခါမှာအပိုင်း၃ပိုင်းနဲ့ဖန်ဆင်းထားပြီဘယ်နှပိုင်းလဲ၃ပိုင်းကဲပါပိုင်းပါပိုင်းဝိညာဉ်အဲ့ဒါကိုလူခေါ်တယ်